မောင်မြတ်နိုးတဲ့အနုပညာအတွက်မောင်ရဲ့ရည်မှန်းချက်တွေပြည့်စုံမှုကြိုးစားနေရတဲ့အချိန်မှာချစ်သူစိတ်ချမ်းသာဖို့အတွက်မောင်ဘာမှလုံမပေးနိုင်ခဲ့ပါမောင်တို့ပြောညံ့တဲ့အနုပညာသမားတစ်ယောက်ကိုမင်းမုန်းပြလိုက်စမ်းပါကွာမင်းပြလိုက်စမ်းပါအသေးမရှိတော့ဘူးမောင်ရင်ထဲမှာမျက်ရည်လည်းမရှိတော့ဘူးအလွမ်းတွေရတောင်းပေးတဲ့ချစ်ဆုံးသူလေးပေးတဲ့အမုန်းတန်တွေအိမ်မက်မက်တလို့မဟုတ်တော့လေလေအဆွေမပြေအချိန်တိုင်းလေးအလွမ်းမပြေညတိုင်းလေးအကျဉ်းနာအသေးလေးမရှိတော့မေကျွေးစရာမျက်ရည်ရှင်မလေးခန်းချောက်ကုန်ပြီလေကျေးဇူးများတင်ပါတယ်အသေးမရှိတော့ဘူးမောင်ရင်ထဲမှာမျက်ရည်လည်းမရှိတော့ဘူးအလွမ်းတွေရတောင်းပေးတဲ့ချစ်ဆုံးသူလေးပေးတဲ့အမုန်းတန်တွေအိမ်မက်မက်တလို့မဟုတ်တော့လေလေအဆွေမပြေနေတိုင်းလေးအလွမ်းမပြေညတိုင်းလေးအကျဉ်းနာအသေးလေးမရှိတော့မေကျွေးစရာမျက်ရည်ရင်မလေးခန်းချောက်ကုန်ပြီလေကြိုက်တီရိုးဘိုးဘိုးကြီးများအောင်ဝင်သူကအသေးမရှိတော့ဘူးတဲ့အစားထိုးမရှိတဲ့အသေးကိုအလွယ်တကူချွေသွားတော့လေကြွေခဲ့ရတဲ့မျက်ရည်ဘူးတွေကိုယ်ဆုံးသွားတော့လေအစားထိုးစရာလည်းမရှိတဲ့မျက်ရည်ပြန်သာခဏလေးပြန်ပေးပါလားချစ်ရဆုံးသူရဲ့အသေးမရှိတော့ဘူးမောင်ရင်တဲမှာမျက်ရည်လည်းမရှိတော့ဘူးအသေးမရှိတော့ဘူးမောင်ရင်တဲမှာမျက်ရည်လည်းမရှိတော့ဘူးနောက်ကနေပန်မိုးပေးတာတော့ကျွန်တော်ကိုဂီတာမိုးအောင်ပို့ဖို့ကိုအောင်ပို့ဖို့ဖြစ်ပါတယ်ကျွန်တော်လိုပဲလူပြိုကြီးပါနော်ဒီလိုညိုင်းတင်ပါတယ်ကဲကျွန်တော်ကိုကြီးကိုအောင်ပို့ဖို့အတွက်အမောပြေလက်ခုပ်တန်းလေးနဲ့အားပေးပါဦးကျောင်းထဲကပန်းမင်းတွေပုံမိလားမသိကျွန်တော်လိုပဲလူပြိုကြီးအိမ်မှာတော့ခလေး2ယောက်ရှိပါတယ်မယုံရင်သူသမီးလေးသွားမေးပါဟာအသေးမရှိတော့ဘူးမောင်ရင်တဲမှာမျက်ရည်လည်းမရှိတော့ဘူးအလွမ်းတွေရတောင်းပေးတဲ့ချစ်ဆုံးသူလေးပေးတဲ့အမုန်းတန်တွေစိတ်ရလိုက်တော့အိမ်မက်မက်တလို့မဟုတ်တော့လေလူကြီးတော့ဖေမြန်းနေတယ်အဆွေမပြေအချိန်တိုင်းလေးအလွမ်းမပြေညတိုင်းလေးအကျဉ်းနာတဲ့လေးမရှိတော့မေကျွေးစရာမျက်ရည်ရင်မလေးခန်းချောက်ကုန်ပြီလေအစားထိုးမရှိတဲ့အသေးကိုအလွယ်တကူချွေသွားတော့လေကြွေခဲ့ရတဲ့မျက်ရည်တွေကိုယ်ဆုံးသွားတော့လေအစားထိုးစရာလည်းမရှိတဲ့မျက်ရည်ပြန်သာခဏလေးပြန်ပေးပါလားချစ်ရဆုံးလူကြီးအသေးမရှိတော့ဘူးမောင်ရင်တဲမှာမျက်ရည်လည်းမရှိတော့ဘူးအသေးမရှိတော့ဘူးမောင်ရင်ထဲမှာ
မျက်ရည်လည်းမရှိတော့ဘူးမနှက်ပြန်ကျွန်တော်တို့ကငကယုံရုပ်ပေါ်တော်မြကြီးအနေကစားတင်လူကူစော်တဲ့အလူဝဲပြီးသွားလို့ရန်ကုန်ပြန်သွားရင်ခန္ဓာဆိုးမိတ်ရင်ပတ်ထဲမှာအသေးရှိတော့မှာမဟုတ်ပါဘူးမလက်တို့မှာကျွန်တော်အသေးလေးပြုတ်ကျသွားလို့ပါ ဟာရ ကျေးဇူးများကြီးတင်ပါတယ် မလက်တို့မှာတော့ညီလေးအသေးမထားနဲ့ဝက်ကလေးစားသိလောက်တာမဟုတ်ထဲ့ရအောင်ကြော်ပြီးချက်ပလိုက်အောင်မတော်ကြဘူး တကယ်ကိုချွေးမွေးအခက်မဲ့မှလည်းလူလေးသေးမရှိပါဘူး မရှိပါဘူး เนาะကျွန်တော်ဆိုမင်းခေါ်ရက်တုပ်လေးကိုတော်တော်သဘောကျတယ် ဟုတ်တယ် ဝတ်သားဆိုလဲကျွန်တော်တို့အစီတစ်ထက်အသားတစ်ထက် ဟဲ့လေးတက်သား ဟုတ်ကဲ့ လေးတက်သားသုံးတက်သားမဟုတ်လေးတက်သားအမဘာကြီးကလည်းလေးတက်သားစားခဲ့တာ ဟုတ်လို့လားဘာလို့လဲ ဟမ်လေးတက်သားလေ ဘယ်လိုဖြစ်လို့ အစီတစ်ထက်အသားတစ်ထက်အခေါက်တစ်ထက်အပေါ်ဆုံးမှာအမွှေးတစ်ထက်ပါသေးတယ် ဩဝတ်သားတောင်လေးတဲ့သားနေကြဘူးမလှောင်းနေရလားဟင်ဟိုကလေတပြေးလေးကုန်ပြီလားမကုန်သေးဘူးရှိသေးရဲ့ ဟု နော် တ်တပြေးပေးတယ်မဟုတ်ဘူးဟိုမှာနောက်တစ်ဘာပန်းနေလည်းမသိဘူးပါလာတယ်ဆရာတော်ကျောင်းထဲကပန်းနေတော့ကုန်းတော့မှာပဲ